အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ World of Warcraft Warsoul Saga ရဲ့ဒုတိယမြောက်အခန်းဆက်ဖြစ်တဲ့ World of Warcraft Midnight Expansion ဇာတ်လမ်းအကြောင်းကိုအစအဆုံးတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ Midnight ကိုတော့ကျွန်တော်တို့ယဉ်ကျေးထားပြီးသားဖြစ်တဲ့ High FD ရဲ့ Quethless ပြည်မှာစက်အိမ်တည်ထားပြီးမြင်ကျွန်တော်တို့ငယ်ငယ်တုန်းက Sabermoon City နားမှာ Quest လုပ်တယ်လို့ Game Read တယ်လို့ပြောစရာကောင်းတဲ့အိမ်ပြန်ခီးမျိုးတော့ဖြစ်မှာမဟုတ်ပါဘူးခင်ဗျာWorld of Warcraft နဲ့တခြား gaming နောက်ခံဇာတ်လမ်းအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ထားပြီးမြစ်တာရက်ခံပါတယ်ခင်ဗျာဒီဇလန်မှာတော့ဇလတက်ရဲ့အမောင်တပ်ဖွဲ့ White Army တွေဟာ Black FD ရဲ့ Sunwell ကိုတင်ပိုက်ဖို့အတွက်စ조사နေပြီးတကယ်လို့သာအောင်မြင်သွားခဲ့ရင် Azeroth ကဘာဟာအမောင်တူထဲမှာလုံးဝကြာရှုံးသွားတော့မယ့်အခြေအနေဖြစ်ပါတယ်ခင်ဗျ Midnight Expansion ရဲ့ဇလန်အကြောင်းမပြောခင်မှာကျွန်တော်တို့ဟာဇလတက်ဆိုတာဘာတူလဲဆိုတာအရင်ဆုံးသိထားဖို့လိုပါတယ်ခင်ဗျပြီးတော့ဒီ Expansion ရဲ့အရှိ The War Within မှာဘာတွေဖြစ်ခဲ့လဲဆိုတာသိဖို့လိုပါတယ်ဇလတက်ဆိုတာအဓိကအဖြစ်တော့ဇလတက် Blade of the Black Empire လို့လူသိများပါတယ်သူမကWhite ကိုကိုစားပြုတော်တရဝါတူဖြစ်ပြီးတက်ရှိရုပ်အဖြစ်အသွင်ယူထားတဲ့ရှေးဟောင်းအိုးကော်တစ်ပါးရဲ့အစိပ်ပိုင်းတစ်ခုဖြစ်နိုင်တယ်လို့ယူဆလို့ရပါတယ်။ဆာလာတက်ဟာဒလာရန်မျိုးကြီးကိုဖျက်ဆီးပြီးတဲ့နောက်မှာတော့သူမရဲ့ဒါခတ်လို့ခေါ်တဲ့ရှေးဟောင်းပစ္စည်းတွေကိုစွမ်းအင်တွေစုပ်ယူခဲ့ပါတယ်။ဒီဇလန်မှာအဓိကအသုံးချခံနေရတာကတော့ဝင်းဝန္နာညီမ၃ယောက်တည်းကတစ်ယောက်ဖြစ်တဲ့ Alaria ဝင်းဝန္နာပဲဖြစ်ပါတယ်ခင်ဗျ။တက်ခတ်တွေကစွမ်းအင်တွေစုပ်ယူဖို့အတွက် Alaria ဝင်းဝန္နာနဲ့မြားချက်ထိပြီးတော့အကွဲသွားတဲ့တောင်သူကဇလန်ဖန်တီးခဲ့တာပါ။အဲ့ဒီနောက်မှာတော့ဇလတ်ဟာအမောင်နှစ်ဖျားတွေရဲ့သွေးနဲ့ Black Blood of the Old Gods ကိုသုံးပြီးအကွဲနေတဲ့ဓာတ်ခတ်ကိုပြန်ပြင်ခဲ့ပါတယ်အခုတော့ Midnight Expansion မှာသူမဟာပိုပြီးကြီးမားတဲ့အကြံစီတွေနဲ့အတူပြန်လဲထွက်ပေါ်လို့လာခဲ့ပါပြီခင်ဗျာ The void will envelop us soon. Only the light can save us now. No. The time for prayer has passed. I admire your spirit.But that will not save you. Soon, I will break your world. You can't even break one elf. This darkness comes to devour everything.And when it is finished, there will be no more light. Without your aid. Midnight Expansion ရဲ့ဇလန်အစမှာတော့ဒေါ်နဂန်မြို့မှာတိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ Lady Liandrin ကအရေးပေါ်အကူအညီတောင်းခံနေပြီး Sunwell ဟာအန်ရရှိနေပြီလို့ပြောပါတယ်။ပြီးတော့ကျွန်တော်တို့ Ice of Quaternass ကိုရောက်တဲ့အချိန်မှာအခြေအနေကတော်တော်လေးကိုဆိုးရွားနေပါပြီ။ Vanguard of the Light တပ်ဖွဲ့တွေနဲ့ Trollion ဟာ White Army တွေကိုခုခံတိုက်ခိုက်နေရပါတယ်။ဒီတိုက်ပွဲတွေမှာဇရတက်ကိုယ်တိုင်ပေါ်လာပြီးအလင်းထဲမှာတက်တိရှိပြီးမြဲအမောင်ထဲမှာဘာမှမဟုတ်တဲ့တေမျိုးတွေဆိုပြီးတော့လှောင်ပြောင်ခဲ့ပါတယ်။ Vanguard တပ်ဖွဲ့တွေဟာအလင်းစွမ်းအင်ကိုတုံးပြီးပြန်တိုက်ခိုက်ခဲ့ပေမဲ့ White Army ရဲ့အမောင်တို့ကအရန်အင်အားကောင်းလုံးနေတာကြောင့်ဆန်းဝဲစီကိုဆုတ်ခွာခဲ့ကြရပါတယ်။ Sabermoon မြို့ထဲမှာတော့ Black FD ရဲ့ခေါင်းဆောင် Lord Matthew နဲ့ Vanguard of Light တို့အဖွဲ့ကြားမှာယုံကြည်မှုတွေကင်းမဲ့လာပါတယ်။တစ်ဖက်မှာလည်း Light Bloom လို့ခေါ်တဲ့အလင်းစွမ်းအင်လွန်ခဲ့တဲ့အပင်တွေက Eversound တောအုပ်တစ်ခုထဲမှာထိမ့်မနိုင်သိမ်းမရဖြစ်ပြီးတော့ဖောက်ပြန်မှုတွေဖြစ်နေပါတယ်။ဒီကြားထဲမှာတော့ Twilight Blade လို့ခေါ်တဲ့ယုံကြည်ကိုးကွယ်သူအဖွဲ့အစည်းတစ်ခုပေါ်လာပြီးဇလတက်ကိုအလုတ်ကျွေးပြုတ်နေကြပြန်ပါတယ်။ပြီးတော့သူတို့က Sabermoon City ရဲ့အုပ်ချုပ်ရေးပိုင်းတွေကိုထိုးဖောက်ဝင်ရောက်နေပြီး Tranquilia မြို့ငယ်လေးရဲ့အုပ်ချုပ်ရေးမှူး Andonoran ကိုယ်တိုင်ကသစ္စာဖောက်ဖြစ်နေကြတော့တွေးရှိခဲ့ရပါတယ်။အမောင်တို့ဟာအပြင်ကနေမဟုတ်ပဲအတွင်းကနေပါတိုက်ခိုက်နေတာဖြစ်ပါတယ်ခင်ဗျာ။ဇလတက်ကိုရင်ဆိုင်မှုအတွက်ဇလတက်ကိုကြောထောင်နောက်ကန်ပြုတ်နေတဲ့အဖွဲ့တွေကိုအရင်ရှင်းပြဖို့လိုပါတယ်။အင်အားကောင်းတဲ့ Twilight Blade အဖွဲ့တွေကိုအရင်ဆုံးမောင်းထုတ်ဖို့အတွက် Armani Troll ရဲ့အကူအညီကိုလိုလာပါတယ်။ဒါပေမဲ့ Quethless ပြည်နဲ့ Armani Troll Empire ကြားထဲမှာတော့ရာစုနှစ်နဲ့ချီတဲ့ဂျန်ညိုးတွေကရှိနေပြန်ပါတယ်။ဒီနေရာမှာ Armani Troll ရဲ့ခေါင်းဆောင်ဖြစ်တဲ့ဇူချင်းရဲ့မိမလေး Suchara ပေါ်ထွက်လာပါတယ်။သူမဟာသူမရဲ့လူမျိုးစုတွေကိုပြန်လည်စည်းရုံးမှုစ조사ခဲ့ပါတယ်။ Midnight Expansion ထဲမှာတော့ player တွေဟာ Suchara ကိုကူညီပြီးရှေးအောင်လိုဟာနှစ်ဖျားတွေဖြစ်တဲ့ဝက်ဝင်လင်းငွေတိမ်ငှက်ကျက်တစ်စတဲ့ဝိုင်းကော့တွေရဲ့စမ်းသပ်မှုကိုခံယူခဲ့ရပါတယ်။အဲဒီနောက်မှာတော့ Suchara ဟာ Hashi လို့ခေါ်တဲ့မြင့်မြတ်သောသူဖြစ်လာပြီး Twilight Blade အဖွဲ့ဝင်တွေကိုသူမရဲ့နေမြေကနေအပီးတိုင်မောင်းထုတ်နိုင်ခဲ့ပါတယ်။တစ်ဖက်မှာလည်း Eversound တော်ထဲမှာပြန့်နှံ့နေတဲ့ Light Bloom တွေရဲ့အကြောင်းရင်းကိုရှာဖွေဖို့အတွက် character တွေဟာမြေအောက်ကဘာဖြစ်တဲ့ Haranda စီကိုတွားခဲ့ရပါတယ်။အဲ့ဒီမှာတော့ Harania လို့ခေါ်တဲ့လူမျိုးစုတွေနဲ့တွေ့ဆုံခဲ့ပြီးသူတို့ဟာကမ္ဘာအတွင်းပိုင်းထဲမှာနှစ်ပေါင်းတောင်းချီနေထိုင်လာကြတဲ့သူတွေပဲဖြစ်ပါတယ်။ဒီနေရာမှာအရန်စိတ်ဝင်စားဖို့ကောင်းတဲ့လိုအပ်ချက်တစ်ခုပေါ်ထွက်လာပါတယ်။
Titans တွေဟာကမ္ဘာဝိညာဉ် Warsaw ကိုသူမရဲ့မူလနေရာ Cradle ကနေဖယ်ရှားပြီးအတင်းအဓမ္မလိလာဆောင်ကြည့်ဖို့ခေါ်ဆောင်သွားခဲ့ပြီပဲဖြစ်ပါတယ်ဒီလိုအတင်းအဓမ္မဖယ်ရှားလိုက်တဲ့တိုင်အားကြောင့် Ray of Alam ဆိုတဲ့အကြောင်းကြီးပေါ်လာပြီးအမောင်တို့တွေစိတ်ထွက်လာပါတော့တယ်ခင်ဗျာ You can feel it, can't you, Arator, son of Turalian? Something is amiss. One so confident in the light you wield. Have your eyes finally been opened? You fight with such conviction, but your light will betray you. In your darkest moment, when you need it most, your light will turn to wrath! And all you'll be left with is ashes. So tell me, Arator, son of Alaria. Can you feel it? နောက်ဆုံးမှာတော့ဇလာတက်ရဲ့အခြေစိုက်စခန်းတစ်ခုဖြစ်တဲ့ Voice Spire ကိုစစ်ချီခဲ့ကြပါတယ်ဒါပေမဲ့ဇလာတက်ကအမြဲတမ်းခြေတလန်းပူတာနေပါတယ် Mother, hang on, my love. သူမဟာဘန်ကတ်အဖွဲ့ခေါင်းဆောင်တချို့ကိုအမောင်တို့နဲ့ဖောက်ပြန်အောင်ကြိုတင်လုပ်ထားပြီးသားဖြစ်ပါတယ်အဆိုအဆုံးကတော့ဇလာတက်ဟာ YF ခေါင်းဆောင် Alaria ဝင်းနာရဲ့ခန္ဓာကိုယ်တွေက White Power တွေကိုဆွဲထုတ်ပြီးစောင်းဝဲတွေကိုထည့်သွင်းလိုက်တာပဲဖြစ်ပါတယ် And now, the moment of truth. I'll die before I serve you. Serve me? Despite all we've been through, it was never actually you that I required. Last. Beautiful. Behold! The dark well opens! Mother! ဒီလိုနဲ့ဆောင်းဝဲရဲ့အလင်းစွမ်းအင်းကြီးပျောက်ကွယ်သွားပြီးဆောင်းဝဲကနေပြီးတော့ Dark ဝဲအမောင်ကြီးတွေအဖြစ်ကိုပြောင်းလဲသွားခဲ့ပါတော့တယ် The tether ဒီ works. တိုက်ပွဲမှာ Tronion နဲ့ Alaria တို့ဟာလည်းအမောင်တွေမှာပျောက်ဆုံးသွားခဲ့ရပါတယ်ဒါပေမဲ့သူတို့နှစ်ဦးရဲ့ချစ်လာတော်သားလေး Arator ကတော့လွတ်မြောက်သွားခဲ့ပါတယ်ဆောင်းဝဲကနေ Dark ဝဲဖြစ်သွားပြီးညှို့နှင်းချက်တွေကလုံးဝမကုန်ဆုံးသေးပါဘူးရှင်တန်ကြံရှိနေတဲ့ F မျိုးတွေဖြစ်တဲ့ 9FD High FD Black FD နဲ့ Shadow Ride တွေပါအားလုံးပေါင်းပြီးတော့ပြန်လည်တိုက်ခိုက်ခဲ့ကြတယ် She only looks down on you. A weak little girl to be pitied. I would not be here without you. My thanks. Come to me. Accept your oblivion. Dark ဝဲအတွင်းမှာရှိတဲ့အမောင်နာအာရုဖြစ်တဲ့လူရာကိုအနိုင်ယူပြီးတဲ့နောက်မှာဇလတက်ကိုပေါ်လာပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာတော့ဝရဏညီမ၃ယောက်တည်းကတစ်ယောက်ဖြစ်တဲ့ဘာရီဆာဝရဏနဲ့အလာရီယာဝရဏရဲ့တာအရတော်ဝရဏတို့ရှိနေပါတယ် You just ဇလတက်ကဘာရီဆာဝရဏမင်းတို့ဝရဏကဘယ်တော့တည်ရမလဲဘယ်ချိန်ထူးထောက်ရမယ်ဆိုတာမသိကြဘူးလားလို့မေးလိုက်တဲ့အချိန်မှာထူးဆန်းစွာပဲနောက်ွယ်ကနေမြားတစ်စင်းရဲ့အတန်ထွက်ပေါ်လာခဲ့ပါတယ်အတန်လာယာကိုကြည့်လိုက်တဲ့အချိန်မှာတော့
ငါတို့ဝင်းရန်နာတွေဟာအဲ့လိုပဲခေါင်းမာတက်ကြတယ်ဆိုပြီးတော့ Sylvanus ဝင်းရန်နာရဲ့အတန်ကထွက်ပေါ်လို့လာပါတယ်ခင်ဗျာတစ်ဆက်တည်းမှာပဲ Sylvanus ကဆန်လက်သက်တေချင်းတရားကနင်တို့လိုဆက်ဆုပ်ယွန်ရှာဖို့ကောင်းတဲ့သူတွေစီကိုလည်းလာမှာပါလို့ပြီးပြောခဲ့ပါတယ်လူတိုင်းကိုအံ့အားသင့်စေခဲ့တာကတော့ Shadowlands ထဲမှာပိတ်မိနေရလို့ထင်ရတဲ့ Sylvanus ဝင်းရန်နာကကိုယ်တိုင်ပေါ်လာခြင်းပဲဖြစ်ပါတယ်အဲ့ဒီအချိန်မှာအံ့အားသင့်သွားတဲ့ Arator ဝင်းရန်နာကသူ့အတော်ကိုသူဘယ်လိုလွတ်လာတာလဲလို့မေးလိုက်တဲ့အချိန်မှာသူမကိုဘယ်အရာကမှတားဆီးလို့မရကြောင်းနဲ့ဆေးမမုံမြို့ကြီးမှာအန်ရရှိနေချိန်မှာသူမဟာ Ranger General တယောက်အနေနဲ့တာဝန်ကိုပြန်ထမ်းဆောင်ဖို့လိုနေပြီဆိုပြီးပြောကြားခဲ့ပါတယ်နောက်ဆုံးမှာတော့ Varisa ဝင်းရနာနဲ့ Sylvanus ဝင်းရနာတို့ညီမနှစ်ယောက်ကြားကအာကာဒတွေဟာပြေးသွားပြီးတဦးနဲ့တဦးပွေ့ဖက်လိုက်ကြပါတယ်ငါရဲ့အပြစ်ပေးခံရမှုတွေကအခုမှစတာပါညီမလေးဒါပေမဲ့အရာအလုံးမဆုံးခင်မှာငါတို့ပြန်တွေးကြအောင်မယ်လို့မျှော်လင့်ပါတယ်ဆိုပြီးတော့ Sylvanus ကပြောခဲ့ပါတယ်ပြီးတော့သူမရဲ့ညီမ Varisa ကိုနှုတ်ဆက်ပြီးအမောင်လူတွေကိုပြန်လဲပျောက်ကွယ်သွားခဲ့ပါတယ်ဒါဟာဝရဏညီမတွေကြားတဲ့ကရှုပ်ထွေးလာတဲ့ဆက်ဆံရေးမှာကြီးမားတဲ့အလဲပြောင်းတစ်ခုဖြစ်ခဲ့သလို Silvermoon City အတွက်လည်းအားတက်စရာတစ်ခုဖြစ်ခဲ့ပါတယ်ဒါဟာအောင်ပွဲတစ်ခုဖြစ်ခဲ့ပြီးမြဲပေးဆက်မှုတွေကအယမ်းများခဲ့ပါတယ်ဆလတ်တက်ဟာလွတ်မြောက်သွားစေဖြစ်ပြီးတော့ Dark High ရဲ့ကြီးရွယ်ချက်ကလည်းအောင်မြင်သွားခဲ့ပါပြီနောက်ထပ်ဘာတွေဆက်ဖြစ်အောင်လဲဆိုတာကတော့ War Soul Saga ရဲ့နောက်ဆုံးအခန်းဖြစ်တဲ့ The Last Titan မှာစောင့်ကြည့်ရမှာဖြစ်ပါတယ်ခင်ဗျာ We consecrate this not as the Sunwell, but as something new. It's day, and the moon meets the sun. Let this mark a new dawn for our people. နောက်ဆုံးမှာတော့ Dark Way ကိုပြန်လည်တန်းဆင်နိုင်ခဲ့ပြီးအလင်းနဲ့အမောင်မျှတော့ချတည်ရှိနေတဲ့ Dawn Way အဖြစ်ပြောင်းလဲနိုင်ခဲ့ပါတယ်။အားလုံးပဲအဆုံးထိကျွန်တော်ရဲ့အတန်ကြီးကိုတီးခံပြီးနားထောင်ကြည့်ရှုပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ဗီဒီယိုကို like and comment ပေးခဲ့ဖို့နဲ့ channel လေးကိုလည်း subscribe လုပ်ပြီးတော့မမေ့ပါနဲ့ဦးခင်ဗျာ။ကျေးဇူးအများကြီးတင်ပါတယ်။နောက်အပိုင်းဒီမှာပြန်လည်တွေ့ဆုံပါမယ်ခင်ဗျာ။